လေရွာငယ်တရွာမှာမိမကြောင်တစ်ကောင်နဲ့သူ့သားကလေးကြောင်ကလေးတစ်ကောင်နေကြတယ်မိခင်ကြောင်ကညာသောအားဖြင့်သားလေးကိုအန္တရာယ်ကင်းအောင်ထိမ့်သိမ်းပြီးနေတိုင်းအသားတင်လေးတွေနဲ့တဏီကုံအိတ်ချင်းမှနေတာပဲတနေ့မှာကလေးကြောင်ကလွတ်လိုက်ပြီးတောနာကိုထွက်သွားတယ်အဲ့ဒီမှာသူ့လိုပင်ငယ်ရွယ်တဲ့ခွေးလေးတစ်ကောင်နဲ့တွေ့တယ်ခွေးလေးကအရန်ထက်တန်ပြီးကြောင်တွေကိုမုန်းတယ်အဲ့ဒီလိုနူးနူးညံ့ညံ့ကြောင်တွေကတောထဲမှာမနေနိုင်ဘူးလို့ပြောလာတယ်ကလေးကြောင်ကတော့တုံးလုံးနေတယ်ဒါပေမဲ့သူမုန်းမိမိပဲပြန်ပြောတယ်မင်းကထက်တန်တာပဲဒါပေမဲ့မင်းလိုတငယ်ချင်းတယောက်ရှိရင်ကောင်းမယ်ထင်ပါတယ်ခွေးလေးကအံ့အားသင့်သွားတယ်သူ့ကိုမုန်းမိပဲပြန်ချစ်ပြတဲ့သူကိုမတွေ့ဘူးဒါကြောင့်သူငင်းငင်းချမ်းချမ်းနဲ့ပြန်ပြောတယ်အဲ့ဒါမှန်ပဲလောက်ကြရအောင်တငယ်ချင်းဖြစ်ကြရအောင်အဲ့ဒီနေ့နောက်ပိုင်းမှာကြောင်လေးနဲ့ခွေးလေးဟာရွာလေးမှာအတူတကွတစ်ပင်တောင်ပေါ်တက်ရေကန်ဘေးမှာကစားကြတဲ့မခွဲမခွာတငယ်ချင်းနှစ်ကောင်ဖြစ်လာကြတယ်